တတိကြောက်တွေကိုလာခိုးစားနေတဲ့ကောင်လေးတွေကိုကောင်လေးကမောင်းထုတ်နေချိန်မှာတော့သူ့ကိုဟာတာဝန်နေပြီးလို့သူ့စီကိုပြန်လာခဲ့ပါတယ်သူတို့ညီကိုတွေဟာအယမ်းချစ်ကြပြီးရွာထဲကအတန်နေကြလို့စင်းလာခဲ့ရာမိစ္ဆာ၃កောင်နဲ့မီးရွက်စင်ဝူရှမ်းဟော်ရှင်တို့ရဲ့တိုက်ပွဲဖြစ်နေပြီးတောင်းမိစ္ဆာဟာမီးရွက်စင်ကိုကတ်တအနိုင်ယူခဲ့ပြီးတော့စူးရှောင်းအန်ရဲ့အဖေရွာတကြီးစီကိုရောက်လာကသူ့ကိုထုတ်ပေးဖို့ပြောပါတယ်အဲအချိန်မှာမီးရွက်စင်ရောက်လာပြီးသူနဲ့အပြင်းထန်တိုက်ခိုက်ကအရေးနှိမ်သွားတဲ့တောင်းမိစ္ဆာဟာသူ့ရဲ့အဖြူရောင်အမိကိုရွာသားတွေဘက်ကိုပြလိုက်ပြီးရွာသားချို့ဟာချစ်ရှင်မိစ္ဆာအသွင်တို့ကူပြောင်းကလူအချင်းချင်းပြန်လဲတိုက်ခိုက်ပါတယ်အဲချိန်မှာစူးချောင်းအန်ရဲ့အဖွားရောက်လာပြီးအားလုံးအတွက်လက်စားချေပြီလို့ပြောကသူ့စီကိုရောက်လာတဲ့ဒေါင်းမိစ္ဆာကိုရှန်ရှို့ခမ်းမလို့ပြောပြီးတော့လဲကျသွားပါတယ်ဒေါင်းမိစ္ဆာဟာခမ်းမစီသွားတဲ့အချိန်မှာတော့သူ့နောက်ကနေစွမ်းအားအကုန်ထုတ်လိုက်တဲ့မီးတွက်စင်နဲ့စူးချောင်းအန်အဖေရွာတကြီးတို့လည်းလိုက်လာခဲ့ပါတယ်ပဏိပခနဲ့ရုံရင်းဆန်ကတ်ကြမှာတော့ညီကိုနှစ်ယောက်မှာညီဖြစ်သူဟာအသက်ဆုံးရှုံးသွားပြီးတော့အကိုဖြစ်သူဟာယူကျိုးမရဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ဒေါင်းမိတ်ဆာကိုမီးတွက်စင်ဟာအနိုင်ယူခဲ့ပြီးတော့မကောင်းဆိုးဝါးလို့လူတွေကိုကာကွယ်ပေးလို့အပြစ်တင်ကသူ့ရဲ့အမည်တစ်ချောင်းကိုငှက်အဖြစ်ပြောင်းလဲကလွတ်လိုက်ပါတယ်။မီးတွက်စင်ကကြားဘူးတာတော့ဝမ်ရှန်သားရဲ့ဒေါင်းအမီဟာလူတွေရဲ့အမုန်းကိုတိုးအောင်လုပ်နိုင်သလားလို့ဘာကြောင့်မကောင်းဆိုးဝါးအဖြစ်လူတွေကိုပြောင်းလဲလိုက်ရတာလဲလို့မေးတော့သိချင်ရင်ခမ်းမာတဲ့ကိုဝင်ကြည့်လိုက်ပါလို့ပြောလိုက်ရာစူးချောင်းအန်ရဲ့အဖေဟာမသွားဖို့အသေးတန်တာပါတယ်မီးတဲ့စင်အထဲရောက်မှတီးလိုက်ရတာကတော့မြင့်မြတ်တဲ့မိစ္ဆာသားရဲ့သားငယ်လေးရဲ့ကြေးကွန်တွေဟာစေးအဖြစ်ဖန်တီးထားတဲ့မြင်ကွင်းမဲ့ဖြစ်ပါတယ်မီးတွက်စင်ဟာမြင့်မြတ်တဲ့မိစ္ဆာသားရဲ့ကိုခေါ်သွားတဲ့အချိန်မှာတော့ဒီလုံရက်တွေကြောင့်မိစ္ဆာတွေဟာဘသူ့ကိုမှအလွန်မပေးပဲကိုလှုပ်ခဲ့တာအတွက်အပြစ်ပြန်ပေးဆက်ရမယ်လို့ပြောပြီးတော့အသက်ဆုံးရှုံးသွားပါတယ်